တန်တရားခရီးသည်များဖြစ်ကြတယ်ဆိုတာလေးကိုအရင်စဉ်းစားမိဖို့နမတကတန်ရုပ်ဒေသနာမှာလာတဲ့တုတ်တန်လေးတွေကိုအရင်တို့စပြီးတော့ပြောခြင်းတယ်အနမတကတန်ရုပ်ဆိုပြီးတော့မိမိဘဝတန်တရားရှောက်လန်းခဲ့ရတဲ့ခရီးဟာအလွန်တရာမှရှည်လျားခဲ့လှပြီဆိုတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားပုံကလေးအနမတခောယံဘိက္ခဝေတန်တာရောပုဗ္ဗာကောတိနပညာယတိအဝိဇ္ဇာနိဝရဏနာတတ္တနာတဏတံယောဇနာနာတန္တာဝတံတန္တရတံလို့နမတကတန်ယုတ်ဒေသနာများမှာမြတ်စွာဘုရားအဲ့လိုလေးအစချီပြီးတော့ဟောထားတာရှိပါတယ်အဓိပ္ပာယ်ကဘာပြောတုံးဆိုတော့တတ္တဝါတွေကျင်လည်ကျက်စားခဲ့ရတဲ့ဒီတန်တရားဒီနေရာမှာတန်တရားဆိုတာခန္ဓာအာယရဏဓာတ်သစ္စာတို့ရဲ့မပြတ်ဖြစ်ပေါ်ရာတဘာဝကိုဒါတန်တရားလို့ခေါ်တယ်ဆိုတာတော့ပေတပေါင်းသူတော်ကောင်းတို့အလုံးမှတ်သားဖို့ထားတယ်ပေါ့နော်အဲ့တော့ကိုယ်ဘဝကိုယ်ခန္ဓာဒီလိုတဘာဝတရားတွေအကြောင်းအကျိုးဆက်ပြီးတော့စဉ်ဆက်မပြတ်ဖြစ်ပေါ်နေတဲ့ဒီတဘာဝတရားဒီအနေအထားဟာဘလောက်ကြာခဲ့ပြီလဲဆိုရင်တဲ့အယံတန်တာတော့ဤတန်တရားသည်အနမတခောဉာဏ်ဖြင့်အစဉ်လျှောက်၍မသိနိုင်သောအစရှိတယ်တဲ့နော်တန်တရားဆိုတာရှည်လျားခဲ့လာပြီဖြစ်တဲ့အတွက်ကြောင့်ဘလောက်ကြာခဲ့ပြီဘယ်တော့မှစခဲ့တယ်ဆိုတာကိုဉာဏ်နဲ့အစဉ်လျှောက်ပြီးတော့မသိနိုင်ဘူးလို့မြတ်စွာဘုရားဟောတယ်ဘာဖြစ်လို့လဲဆိုတော့တဲ့အဝိဇ္ဇာနိဝရဏနာတတ္တနာတဏတံယောဇနာနာတတ္တဝါတွေဟာအဝိဇ္ဇာတည်းဟူသောအပိတ်အပင်နော်အကာအကွယ်အတားအဆီးဖြင့်ဖုံးလွှမ်းခြင်းခံရတဲ့အတွက်ကြောင့်တဏတန်ယောဇနာနာတဏတည်းဟူသောနှောင်ကြိုးဖြင့်ချီနှောင်ခြင်းကိုခံရတဲ့အတွက်ကြောင့်တန္တဝတံတန္တရတံပြေလွှားခြင်းလေကျစားနေရတဲ့တတ္တဝါတွေရဲ့ဥပ္ပါကောတိရှေးအစွန်းဟာနပင်ယတိမထင်ရှားဘူးတဲ့ဟုတ်လားတရားဓမ္မတို့ဦးဇင်းတို့ဟာမတိမှုအဝိဇ္ဇာတည်းဟူသောအမှောင်တဲမှာနေခဲ့ကြရတယ်နေလဲနေကြစေပေါ့အဝိဇ္ဇာနိဝရဏနာတဲ့အဝိဇ္ဇာဆိုတဲ့မသိမှုကိုနိဝရဏလို့ဒီမှာပြောတယ်နိဝရဏဆိုတာအမှန်တရားကိုမသိအောင်မမြင်အောင်ဖုံးထားတဲ့သဘောကွဲထားတဲ့သဘောကားထားတဲ့သဘောအဲ့ဒီအဝိဇ္ဇာတည်းဟူသောအဖုံးဖြင့်ဖုံးလွှမ်းခြင်းခံရရတယ်တဏတန်ယောဇနာနံတဏတည်းဟူသောနှောင်ကြိုးဖြင့်ချီနှောင်ခြင်းကိုလည်းခံရရတယ်အဲ့ဒါလိုအဝိဇ္ဇာနဲ့တဏဖုံးထားတဲ့တရားကဖုံးထားတယ်ချီထားတဲ့တရားကချီထားတယ်ပေါ့ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့တတ္တဝါတွေရဲ့ပုဗ္ဗာကောတိနပညာယတိရှေးအစွန်းဟာမထင်ရှားဘူးလို့မြတ်စွာဘုရားအဲ့လိုဟောတယ်နော်တန်တရားဆိုတာကြားခဲ့လာပြီးတဘဝပြီးတဘဝအဲ့ဒါမြတ်စွာဘုရားအဲ့ဒီအနမတကတန်ယုံမှာရှည်လျားလာတဲ့တန်တရားဟာဘလောက်ကြာခဲ့ပြီလဲဆိုတာကိုပုံပေါ်အောင်ဥပမာအမျိုးမျိုးပေးပြီးတော့ဟောတယ်ဟုတ်အရင်တို့တုတ်တန်တစ်ခုမှဆိုလို့ရှိရင်တတ္တဝါတူတယောက်ဟာဘလောက်ကြာခဲ့ပြီလဲဆိုတာလေးကိုမြတ်စွာဘုရားဘယ်လိုဟောထားလဲဆိုတော့ကိုတောက်ဆုပ်ခဲ့တဲ့မိခင်ရဲ့နှုတ်ရည်တွေကိုအကယ်၍မြန်ဆုထားလို့ရမယ်ဆိုလို့ရှိရင်မဟာသမုဒ္ဒရာ၄စင်းမှာရှိတဲ့ရေထက်တောင်များမယ်လို့မြတ်စွာဘုရားဟောတယ်။နောက်တရားဓမ္မတို့ဦးဇင်းတို့တွေဖြစ်ရဘဝနော်ကြောယိုရှိတဲ့တတ္တဝါဆိုကြပါစို့ဟုတ်လားအဲ့လိုဖြစ်ပြီးဆိုလို့ရှိရင်မိခင်ရဲ့နော်လူမိခင်တိရစ္ဆာန်မိခင်နှုတ်ရဲ့နှုတ်ရည်ကိုဒါတောက်ဆုပ်ခဲ့ရတယ်ပေါ့အဲ့ဒီကိုတောက်ဆုပ်ခဲ့တဲ့နှုတ်ရည်တွေကိုဆုထားလို့ရမယ်ဆိုလို့ရှိရင်သမုဒ္ဒရာ၄စင်းမှာရှိတဲ့ရေထက်များတယ်တဲ့မိရဲ့နှုတ်ရည်နောက်သုတ်တန်တစ်ခုမှဗာပြောထားတော့ဆိုတော့ဘဝတန်တရားတစ်လျှောက်ကျင်လေကျက်စားခဲ့ရတဲ့အချိန်ကာလအနေအထားတွေမှာမချစ်တဲ့လူတွေနဲ့အတူတူနေရလို့ချစ်တဲ့လူတွေနဲ့အတူတူမနေရလို့စိတ်တိုင်းမကြလို့ငိုကြွေးရင်းဖြင့်ရိုစီးကြတဲ့မျက်ရည်တွေဟုတ်လားအကယ်၍မြန်ဆုထားလို့ရမယ်ဆိုရင်သူလည်းပဲသမုဒ္ဒရာ၄စင်းမှာရှိတဲ့ရေထက်များမယ်လို့မြတ်စွာဘုရားဟောတယ်နော်မွေးဖွားလာတဲ့တတ္တဝါစင်ပြေတာတွေလည်းရှိတယ်စင်မပြေတာတွေလည်းရှိတယ်အဲ့လိုဘဝခရီးကိုရှောင်လန်းရင်းနဲ့နော်စိတ်တိုင်းမကြတဲ့တတ္တဝါသင်္ခါရတွေနဲ့တွေ့ရလို့စိတ်တိုင်းကြတဲ့တတ္တဝါသင်္ခါရတွေနဲ့မတွေ့ရလို့နော်အလိုမကြလို့ငိုလို့ယိုစီးခဲ့တဲ့မျက်ရည်တွေဟာဗါတဲ့တော့သမုဒ္ဒရာ၄စင်းမှာရှိတဲ့ရေထက်များတယ်တဲ့နော်တောက်ဆိုခဲ့တဲ့နှုတ်ရည်တွေယိုစီးကြခဲ့တဲ့မျက်ရည်တွေဟောနောက်ထပ်ဗာပြောထားတာရှိသေးတယ်ဆိုတော့ဦးဇင်းတို့
တိန်သမတ္တသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်ပါဝေကယဟန်တော်တွေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတာဖြစ်ရဘဝမှာအခက်မသိလို့ကိုယ့်ရဲ့ခေါင်းကိုအဖြတ်ခံရလို့လေပင်ကနေပြီးတော့ယိုကျလာတဲ့သွေးတွေခေါင်းဖြတ်ခံရလို့ယိုကျလာတဲ့သွေးတွေကြွေမြန်ရှုထားလို့ရမယ်ဆိုရင်သူလည်းပဲသမုဒ္ဒရာလေးထဲမှာရှိတဲ့ရေထက်များတယ်လို့မြတ်စွာဘုရားဟောတယ်ခေါင်းဖြတ်သွေးပေါ့နော်ခွေးဖြစ်လို့နွားဖြစ်လို့စိတ်ဖြစ်လို့ဝက်ဖြစ်လို့နော်ခေါင်းတွေပါအဖြတ်ခံရတာခမသိရင်မရှိဘူးလားရှိတယ်အဲ့တော့ရှည်လျားလာတဲ့တန်တရားခရီးကိုမြတ်စွာဘုရားအဲ့လိုပုံပေါ်အောင်ဟောတာတွေရှိတယ်ပေါ့ဟုတ်လားဒီမဟာပထဝီမြေကြီးကိုတဲ့စည်းစည်းလောက်အလုံးကလေးတွေလုံးပြီးတော့ဟုတ်လားဒီမဟာပထဝီမြေကြီးတစ်ခုလုံးကိုနော်စည်းစည်းလောက်အလုံးကလေးတွေလုံးပြီးတော့ဒါကငါရဲ့အဖေငါရဲ့သုံးပုံငါရဲ့အမေနောက်ထပ်တစ်လုံးဟောတာကတော့ငါအမေရဲ့အမေနောက်ထပ်တစ်လုံးလုံးပြီးတော့ဟောတာဟာငါအမေရဲ့အမေအဲ့ဒါလို့သွားမယ်ဆိုရင်ဒီမဟာပထဝီမြေကြီးသာကုန်သွားမယ်အမေရဲ့အမေတွေဟာဆုံးမမဟုတ်ဘူးလို့အဲ့ဒါလို့ဟောထားတာလေရှိတယ်ပေါ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တန်တရားခရီးဆိုတာတဘဝပြီးတဘဝအဲ့ဒါလို့ဖြတ်တန်းခဲ့တာဘလောက်ကြာပြီလို့မှန်းဆလို့မရနိုင်တော့အောင်ရှည်လျားခဲ့လာပြီများပြားလာပြီပေါ့ဒါကြောင့်မြတ်စွာဘုရားကကိုယ့်ရဲ့မျက်စိရှိမှာအလုံးတရားမှဆင်းရဲတဲ့တတ္တဝါတစ်စုံတစ်ယောက်ကိုတွေ့မယ်ဆိုလို့ရှိရင်လူတွေပဲမှာပဲဖြစ်ဖြစ်တိရစ္ဆာန်တွေထဲမှာပဲဖြစ်ဖြစ်ပေါ့ဟုတ်လားအလွန်ဆင်းရဲတဲ့ဒုက္ခိတတတ္တဝါကိုတွေ့မယ်ဆိုလို့ရှိရင်ဘယ်လိုစဉ်းစားသင့်လဲဆိုတော့ငါလည်းပဲအဲ့ဒါလို့ဆင်းရဲတဲ့တတ္တဝါဖြစ်ခဲ့ဘူးတယ်လို့စဉ်းစားရမယ်တဲ့ဟုတ်လားအလွန်ဆင်းရဲတဲ့ဒုက္ခကြီးတဲ့ဒုက္ခိတတတ္တဝါတွေကိုတွေ့မယ်ဆိုရင်ဘာလဲတော့ငါလည်းပဲအလွန်ဆင်းရဲတဲ့ဒီလိုတတ္တဝါမျိုးဖြစ်ခဲ့ဘူးတယ်ဘာကြောင့်လဲဆိုတော့တန်တရားဆိုတာရှည်လျားခဲ့လာပြီးဖြစ်တဲ့အတွက်ကြောင့်ပေါ့ဒါပြောချင်တာဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့အလွန်ချမ်းသာတဲ့ပြည့်စုံတဲ့ကြွယ်ဝတဲ့စိတ်တိုင်းကြစရာကောင်းတဲ့တတ္တဝါသင်္ခါရကိုတွေ့ပြီဆိုရင်လည်းပဲငါလည်းပဲဒီလိုချမ်းသာတဲ့အရှင်ပြေတဲ့ဘဝမျိုးတွေဖြစ်ခဲ့ဘူးတယ်လို့ဒါကိုလည်းပဲမလုပ်ရမှာတဲ့တော့စဉ်းစားရမယ်ဆိုပြီးတော့မြတ်စွာဘုရားဟောတာဆိုလိုတာကရှည်လျားလာတဲ့တန်တရားခရီးမှာနော်အလွန်အမင်းမဆင်းရဲဘူးလို့ဆိုတာမရှိဘူးအလွန်အမင်းမချမ်းသာဘူးဆိုတာလည်းမရှိဘူးပေါ့ဒါတွေဟာရိုးနေတဲ့တရားတွေဆိုတာကိုမြတ်စွာဘုရားကပြောလိုတဲ့သဘောရှိတယ်လို့ဒါကတော့ဦးဇင်းတွေ့မိတာပေါ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တဘဝပြီးတဘဝတရားဓမ္မတို့ဦးဇင်းတို့တွေဖြတ်တန်းလာခဲ့ရတဲ့ဒီခရီးရှည်ပေါ့ဟုတ်လားအဲ့တော့ကိုဟာပါလဲဆိုတော့ခရီးသွားပေါ့ဟုတ်လားတရားဓမ္မတို့ဦးဇင်းတို့တွေဟာဘာတွေတော့များခရီးသွားတွေပေါ့နော်ကိုယ့်ရဲ့ခရီးကိုအတူချုပ်ပြီးတော့ကြည့်မယ်ဆိုရင်တော့မွေးဖွားလာတယ်နော်အစဉ်ပြေတာတွေမပြေတာတွေကိုရင်ဆိုင်မယ်ပြီးရင်တည်ဆုံးသွားမယ်ပေါ့တဖန်မွေးဖွားလာပြန်တယ်အစဉ်ပြေတာတွေမပြေတာတွေကိုရင်ဆိုင်မယ်ပြီးရင်တည်ဆုံးသွားမယ်ပေါ့အဲ့လိုနည်းနဲ့မွေးဖွားလိုက်ရင်ဆိုင်လိုက်ပျက်စီးလိုက်မွေးဖွားလိုက်ရင်ဆိုင်လိုက်ပျက်စီးလိုက်နဲ့ဒါဒီလမ်းကိုမယိုးနိုင်အောင်တရားဓမ္မတို့ဦးဇင်းတို့တွေရှောက်နေကြတယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီလိုမွေးဖွားတဲ့ရင်ဆိုင်တဲ့သေဆုံးတယ်လို့အတူချုပ်ပြီးတော့ပြောရတဲ့ဒီဘဝတွေထဲမှာလည်းပဲဘဝအချင်းချင်းနှိုင်းစာမယ်ဆိုရင်ဆိုးတဲ့ဘဝဆိုတာရှိတယ်လို့ကောင်းတဲ့ဘဝဆိုလည်းကောင်းတဲ့ဘဝဆိုတာလည်းရှိတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကဒုက္ခတိနော်မကောင်းသောလားရာဒုက္ခတိကောင်းသောလားရာဆိုပြီးတော့နော်နိဗ္ဗာန်နဲ့နှိုင်းစာရင်တော့အလုံးဟာဒုက္ခသစ္စာပါပဲသို့တော်လည်းပဲဘဝအချင်းချင်းနှိုင်းစာရင်ကောင်းတဲ့ဘဝဆိုးတဲ့ဘဝတွေဆိုတာရှိမနေဘူးလားရှိနေတယ်နော်ငရဲတိဋ္ဌံပိတာအတုရကေဆိုတဲ့အပေလေးပုံမှာဖြစ်ရတာနဲ့စာရင်အပေလေးပုံလမ်းကိုရှောက်ရတာနဲ့စာရင်လူဘဝနတ်ဘဝဗြဟ္မဘဝဆိုတဲ့ဘဝနော်ဒုက္ခတိလမ်းကိုရှောက်ရတာကပို့ပြီးတော့မကောင်းဘူးလားကောင်းတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာနော်ခရီးသွားတွေဆိုတာကတော့ဦးဇင်းတို့တိဋ္ဌသုတ်တံမှာမြတ်စွာဘုရားဟောထားတာလေးတခုခေါင်းထဲမှာပေါ်လာတယ်အမက္ခကုသလောလမ်းခရီးမှာမလိမ္မာတဲ့ပုဂ္ဂိုလ်မက္ခကုသလောလမ်းခရီးမှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ညီတော်တဝမ်းခွဲတော်တဲ့တိဋ္ဌမထေရကိုမြတ်စွာဘုရားဟောထားတဲ့သုတ်တံလေးတစ်ပုဒ်ရှိတယ်အဲ့ဒီမှာလမ်းခရီးမှာလိမ္မာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဆိုတာကမြတ်စွာဘုရားကိုပြောတာဟုတ်လားလမ်းခရီးမှာလိမ္မာကျွမ်းကျင်မှုမရှိတဲ့ပုဂ္ဂိုလ်ဆိုတာကတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေကိုပြောတာအဲ့ဒါဦးဇင်းကစဉ်းစားကြည့်တယ်ပုထုဇဉ်တ attva တွေဆိုတာခရီးတော့သွားနေကြတယ်ဒါပေမဲ့လမ်းကတော့မကျွမ်းကျင်ဘူး
မသွားပဲနေပြီးတော့မကျွမ်းကျင်တာမဟုတ်သွားနေရတန်းလန်းနဲ့မကျွမ်းကျင်တာမကျွမ်းကျင်မဲနဲ့သွားနေတယ်ဆိုလို့ရှိရင်မှားတယ်အကြောင်းအများကြီးမရှိဘူးလားရှိတာပါနော်ကိုသွားနေတဲ့လမ်းကိုကကျွမ်းကျင်နေတာမဟုတ်ဟုတ်လားဒါကြောင့်တရားကောင်းစဉ်ပေးထားတာကဘာလဲတော့တန်တရားခရီးသွားလမ်းမမားဖို့လိုသည်ဟုတ်ရဲ့လားတော့လမ်းကမှားတတ်တယ်ဘာလို့မှားလို့ဆိုတော့ကိုကလမ်းမကျွမ်းဘူးပုထုဇဉ်ဆိုတာအမကကုသလောတဲ့လမ်းခရီးကိုမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်လို့မြတ်စွာဘုရားနာမည်တက်တယ်ပေါ့အဲ့တော့သွားမိသွားရသွားမယ်ရောက်မိရောက်ရရောက်မယ်တဲ့တဲ့အခါလည်းရှိမယ်လွယ်တဲ့အခါကပိုများမယ်ပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လောကကြီးမှာလူတွေဟာရောက်မိရောက်ရရောက်သွားမိသွားရသွားလာမိလာရကလာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကောသလမင်းကြီးကိုမြတ်စွာဘုရားဟောထားတဲ့ပုဂ္ဂလသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာတော့မြတ်စွာဘုရားကလူလောကကြီးမှာဖြစ်ပေါ်နေကြတဲ့လူသားတွေကိုကြည့်ပြီးတော့လူတွေဟာတူရာစုလိုက်မယ်ဆိုလို့ရှိရင်၄မျိုးရှိတယ်လို့ဝေဖန်ပိုင်းခြားပြီးတော့မြတ်စွာဘုရားဟောထားတယ်။နောက်လူတွေကိုတူရာစုမယ်ဆိုရင်ဘယ်နှမျိုးတယ်ဗျာ၄မျိုးရှိမယ်တဲ့သူရှုထောင့်နဲ့သူမြတ်စွာဘုရားဝေဖန်ပြတာပေါ့ဟုတ်လားအဲ့ဒါကျောင်းတော်ကိုရောက်လာတဲ့ကောသလမင်းကြီးကိုမြတ်စွာဘုရားဟောတာပါအဲ့ဒီတရားလေးကဘယ်လိုဟောတုံဆိုတော့မင်းကြီးတဲ့ဟောဒီလောကကြီးမှာပုဂ္ဂိုလ်၄မျိုးရှိတယ်နံပါတ်1တမောတမပရာယနာပုဂ္ဂိုလ်တဲ့ဟုတ်လားပါဠိလိုလေးပြောတယ်နော်တမောတမပရာယနာတမောတမပရာယနာဆိုတာကအမှောင်ထဲကလာပြီးတော့အမှောင်ထဲကိုပဲသွားမဲ့ပုဂ္ဂိုလ်လားရလည်းမကောင်းလာရလည်းမကောင်းဘူးလားရလည်းမကောင်းဘူးပေါ့နော်လာခဲ့တဲ့နေရာကလည်းမကောင်းတဲ့နေရာကလာတယ်ပြီးရင်မကောင်းတဲ့နေရာကိုသွားမယ်ပေါ့တမောတမပရာယနာပုဂ္ဂိုလ်ဟောနောက်ဒုတိယတမောဇောတိပရာယနာပုဂ္ဂိုလ်တမောဇောတိပရာယနာဆိုတာအမှောင်ကနေလမ်းပြီးတော့အလင်းကိုသွားမယ်ပုဂ္ဂိုလ်ပေါ့ဟုတ်လားနောက်ဦးဇင်းတို့တတိယပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်လဲဆိုတော့ဇောတိတမပရာယနာပုဂ္ဂိုလ်တဲ့နောက်အလင်းကနေလမ်းပြီးတော့အမှောင်ကိုသွားမယ်ပုဂ္ဂိုလ်နောက်၄ခုမြောက်ပုဂ္ဂိုလ်က၄ခုမြောက်အမျိုးအစားကဇောတိပရာယနာပုဂ္ဂိုလ်တဲ့နောက်အလင်းကနေလမ်းပြီးတော့အလင်းကိုသွားမယ်ပုဂ္ဂိုလ်ဆိုပြီးတော့တတ္တဝါတွေကိုတူရာဆုလိုက်လို့ရှိရင်အဲ့ဒါလိုပုဂ္ဂိုလ်ဘယ်နှမျိုးထွက်လာတော့၄မျိုးထွက်လာလေတဲ့အဲ့ဒီမှာမြတ်စွာဘုရားကအသေးစိတ်ဥပမာဥပမေယနဲ့ဆက်ပြီးတော့ပြောပြတယ်မင်းကြီးတဲ့နံပါတ်1ဓမ္မောဓမ္မပရာယနာပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တုံးဆိုရင်တဲ့ဟောဒီလောကကြီးမှာတချို့သောပုဂ္ဂိုလ်တွေဟာသူ့ရဲ့ဘဝအနေအထားကိုကြည့်လိုက်လို့ရှိရင်အလွန်မှဆင်းရဲတယ်ပေါ့နော်မပြည့်စုံတဲ့မကြွယ်ဝတဲ့စာဝတ်နေရေးကိုအလွန်ပင်ပန်းပန်းရုန်းကန်ရတဲ့အနေအထားရုပ်ရည်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲရုပ်ရည်ဟာအလွန်တရာမှဆိုးဝါးတဲ့အနေအထားနော်ခြေလက်အင်ကတခါတလေမပြည့်စုံတာမျိုးအဲ့လိုမျိုးအစသအရာပိုင်ဆိုင်မှုအရာရောလူရဲ့အဆင့်အတန်းအရာရောအလွန်တရာမှနှိမ့်ကြတဲ့နှိမ်ပါတဲ့ပုံကိုယ်တွေပေါ့ဟုတ်လားအဲ့လိုဖြစ်နေပေမဲ့လို့သူလုံးလုံးစေသူ့ရဲ့ကာယကံမှုဝစီကံမှုမနောကံမှုအလုတ်တွေအပြောတွေအတွေးတွေဆိုတဲ့ဒီကံတရားတွေကိုဝေဖန်ကြည့်လိုက်တော့လည်းပဲသူပါတွေလှုပ်တုံဆိုတော့မကောင်းတာတွေကိုလှုပ်တယ်မကောင်းတာတွေကိုပြောတယ်မကောင်းတာတွေကိုတွေးတယ်ယုံကြည်မှုတရားတရားမရှိဘူးနှမျောတယ်စိနေတယ်ဝန်တိုတယ်မနာလိုအိတ်သားများတယ်ဟုတ်လားအဲ့လိုမျိုးစင်ကြယ်တဲ့အယူအဆမရှိဘူးမြင့်မြတ်တဲ့အတွေးအခေါ်မရှိဘူးအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာအဲ့လိုကာယကံမှုဝစီကံမှုမနောကံမှုကံသုံးပါးမစင်ကြယ်မတန့်ရှင်းတဲ့အတွက်ကြောင့်ဒီဘဝတည်လို့ပျက်စီးတဲ့နောက်မှာလည်းပဲသူဟာယုံညံ့တဲ့ပူလောင်တဲ့ဆင်းရဲတဲ့ဘဝတွေကိုရောက်သွားတယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုအဲ့ဒါမြတ်စွာဘုရားကတမောတမပရာယနာပုဂ္ဂိုလ်အမှောင်တွေကလာပြီးတော့အမှောင်တွေပဲထိုးပြီးတော့ဆင်းသွားတာဟုတ်လားအမိုက်တိုက်တစ်ခုကနေအမိုက်တိုက်တစ်ခုကိုကူးသွားသလိုမျိုးလို့မြတ်စွာဘုရားသူ့ရဲ့လမ်းခီးကိုဝေဖန်တာဟုတ်လားအမိုက်တိုက်တစ်ခုကနေအမိုက်တိုက်တစ်ခုကိုကူးသွားသလိုမျိုးနော်မစင်အညစ်အကြေးရှိတဲ့နေရာတစ်ခုကနေမစင်အညစ်အကြေးရှိတဲ့နေရာတစ်ခုကိုကူးသွားသလိုမျိုးနော်အမှောင်တွေကလာပြီးတော့အမှောင်တွေကိုရောက်သွားတာဒါကိုတမောတမပရာယနာပုဂ္ဂိုလ်တဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေလောကကြီးမှာအများကြီးမရှိဘူးလားရှိတယ်နော်ဒါဥချင်းတို့တန်တဲ့ခရီးသွားလမ်းမမားဖို့လိုသည်ဆိုတာနော်မိမိရဲ့လာယာကိုခရီးလမ်းကြောင်းကလေးကိုကိုပြန်ပြီးတော့ဝေဖန်ကြည့်ကြဖို့ပေါ့ဟုတ်လားအေးနောက်ဦးဇင်းတို့ဒုတိယတမောဇောတိပရာယနာပုဂ္ဂိုလ်နော်အမှောင်ကလမ်းပြီးတော့အလင်းကိုသွားတာ
အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဆိုတာကဘာကိုရည်ရွယ်ပြီးတော့ပြောတာတော့ဆိုတော့ဟောဒီလောကကြီးမှာချို့သောပုဂ္ဂိုလ်တွေဟာတဲ့နော်သူတို့ရဲ့ဘဝအနေအထားကိုကြည့်လိုက်ရင်စောစောကပြောခဲ့သလိုနောက်ပိုင်ဆိုင်မှုအရာကြည့်မယ်ဆိုရင်လည်းပဲအလွန်တရာမှလွမ်းပါတယ်လူရဲ့အစဉ်အတန်းအရကြည့်မယ်ဆိုရင်လည်းပဲအလွန်တရာမှချို့တဲ့တယ်ပေါ့အစားအရာမပြည့်စုံဘူးဟုတ်လားဒါပေမဲ့လို့သူကနားလည်မှုရှိတယ်ဘဝနဲ့ပတ်သက်ပြီးတော့လောကနဲ့ပတ်သက်ပြီးတော့ဘယ်လိုနေရမယ်ထိုင်ရမယ်ကျင့်ကြံကြိုးကိုအထောက်ရမယ်ဆိုတာကိုမှန်မှန်ကန်ကန်သူသိတယ်ယုံကြည်မှုတရားတရားရှိတယ်ဟုတ်လားအဲ့ဒါလိုမြင့်မြတ်တဲ့စိတ်ဓာတ်ရှိတဲ့အတွက်ကြောင့်သူ့ရဲ့လုပ်ရက်တွေဟာကောင်းသောလုပ်ရက်တွေပဲများတယ်သူပြောတာတွေဟာအတိတ်ပဲရှိတာကောင်းတာတွေပဲများတယ်သူ့ရဲ့အတွေးတွေဟာအလွန်မြင့်မြတ်တဲ့အတွေးတွေသာဖြစ်တယ်ပေါ့အဲ့ဒါလိုကာယကံမှုဝစီကံမှုမနောကံမှုနောက်ကံသုံးပါးကိုပြုလုပ်တဲ့အခါမှာအလွန်တရာမှတန်ရှင်းအပြစ်ကင်းစင်ကြယ်တဲ့ကံတရားတွေကိုသူပြုလုပ်နိုင်စွာရှိတယ်ပေါ့ပြောရရင်ဘဝမှာအပြစ်ကင်းကင်းနေနိုင်တယ်ပေါ့ဟုတ်လားနော်ရှိအကြောင်းကံမလှလို့နော်နွမ်းပါပေမဲ့လို့နှိမ်ပါပေမဲ့လို့လောလောဆယ်သူဒီဘဝမှာကောင်းအောင်နေနိုင်တယ်ပြောနိုင်တယ်တွေးနိုင်တယ်ပေါ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာသိလို့ရှိရင်မြင့်မြတ်တဲ့ဖြူရှင်တဲ့ကောင်းမွန်တဲ့ဘဝတွေကိုရောက်နိုင်တယ်ပေါ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုအဲ့ဒါမြတ်စွာဘုရားကတမောဇောတိပရာယနာနော်အမှောင်ကလာပြီးတော့အလင်းကိုသွားမဲ့ပုဂ္ဂိုလ်လို့အဲ့လိုနာမည်တက်တယ်ဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်တဲ့မြေကြီးကနေပြီးတော့ပလင်မော်ကိုတက်တယ်တဲ့ပလင်မော်ကနေပြီးတော့မြင်းကြောကုန်းပေါ်ကိုတက်တယ်တဲ့မြင်းကြောကုန်းကနေရှင်ကြောကုန်းပေါ်ကိုတက်တယ်ရှင်ကြောကုန်းပေါ်ကနေပြီးတော့ပြတ်သက်ထက်ကိုတက်သွားတယ်တဲ့ကိုယ့်ရဲ့ဘဝကိုနော်အစဉ်အတန်းမြင့်မားအောင်လုပ်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲ့ဒါကိုဗါတဲ့တော့တမောဇောတိပရာယနာပုဂ္ဂိုလ်လို့မြတ်စွာဘုရားပြောတယ်နောက်ဦးဇင်းတို့ဒုတိယဇောတိဓမ္မပရာယနာပုဂ္ဂိုလ်ဇောတိဓမ္မပရာယနာနော်အလင်းကနေလာပြီးတော့အမောင်ကိုသွားတာအဲ့ဒီလိုပုဂ္ဂိုလ်တွေဆိုတာကဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြောတာတုံးဆိုတော့ဟောဒီလောကကြီးမှာတချို့သောပုဂ္ဂိုလ်တွေဟာဘဝအကျိုးပေးအကြောင်းတရားကောင်းခဲ့တယ်ပေါ့ပစ္စည်းဥစ္စာဆိုရင်လည်းပြည်စုံတဲ့ကုံလုံးနဲ့ကျွဲဝတယ်ဟုတ်လားစားရည်ဝေးရည်နေရည်ဘာမှပူပင်စရာမရှိဘူးရုပ်ရည်အနေနဲ့လည်းပဲအလွန်တရာမှတင်းနောက်တင်းတယ်ရှိတယ်ပညာရည်ချင်းတွေလည်းပဲတက်ကျွမ်းတယ်အစဉ်အတန်းမြင့်မားစွာနေထိုင်ခွင့်ရှိကြတယ်ပေါ့ဟုတ်လားဒါပေမဲ့လို့သူ့ရဲ့ကာယကံမှုဝစီကံမှုမနောကံမှုကိုဝေဖန်ကြည့်လိုက်တော့အပြစ်မကင်းတာတွေမကောင်းတာတွေကိုလုပ်တယ်အပြစ်မကင်းတာတွေမကောင်းတာတွေကိုပဲပြောတယ်နော်အပြစ်မကင်းတာတွေမသိတော်တာတွေယုံညံ့တာတွေကိုပဲတွေးတယ်အဲ့လိုကံသုံးပါးအမှုအရာဟာအလွန်တရာမှအောက်တန်းကျတဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်သိပြီးတဲ့နောက်မှာယုံညံ့တဲ့ပူလောင်တဲ့ဘဝတွေကိုရောက်သွားတယ်တဲ့အဲ့ဒါအလင်းကလာပြီးတော့အမှောင်ကိုသွားတဲ့ပုဂ္ဂိုလ်တဲ့နော်လာရာလေးကတော့မဆိုးပါဘူးလာရာကတော့တော်တော်အယုတ်ဆိုးသွားတယ်ပေါ့ဟုတ်ရဲ့လားလာတာကတော့အလင်းကလာတာပဲအကြောင်းတရားတွေကောင်းခဲ့တယ်ပေါ့သို့တော့အနာဂတ်အကျိုးတရားအတွက်ပြစ္ဆုတ်ပံအကြောင်းတရားတိဆောက်တဲ့နေရာမှာအလွန်တရာမှညံ့ဖျင်းသွားတယ်ပေါ့ဟုတ်လားဒါကြောင့်အလင်းကနေလာပြီးတော့အမောင်ကိုရောက်သွားဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်ပြတ်သက်ထက်ကနေပြီးတော့စင်ကြောကုန်းပေါ်ကိုဆင်းတယ်စင်ကြောကုန်းကနေမြင်းကြောကုန်းကိုဆင်းတယ်မြင်းကြောကုန်းကနေပလင်ကိုဆင်းတယ်ပလင်ကနေမြေကြီးပေါ်ဆင်းသွားတယ်တဲ့ရသော်ဖက်ပေးတဲ့ဥမာနော်အဲ့ဒါဘာလဲတုံးဗျာအလင်းကလာပြီးတော့အမောင်ကိုသွားနောက်ဦးဇင်းတို့သရုပ်ထမြောက်ပုဂ္ဂိုလ်ဇောတိပရာယနာပုဂ္ဂိုလ်နော်အလင်းကလာပြီးတော့အလင်းကိုသွားမှာအလင်းကလာပြီးတော့အလင်းကိုသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်အမျိုးအစားကမင်းကြီးတဲ့ဟောဒီလောကကြီးမှာတချို့သောပုဂ္ဂိုလ်တွေဟာဘဝအကျိုးပေးကံတရားအကြောင်းတရားတွေအလွန်တရာမှကောင်းတယ်ဒါကြောင့်ပိုင်ဆိုင်မှုအရာရောရုပ်ရည်အရာရောတက်ကြွမှုအရာရောအစသာရအဆင်ပြေကြတယ်ကောင်းမွန်ကြတယ်ပေါ့အဲ့ဒီလိုကောင်းတယ်လို့ပဲပြစ္ဆုတ်ပံသူ့ရဲ့ကံတရားကိုဝေဖန်ကြည့်လိုက်တော့လုပ်တဲ့အလုပ်ကလည်းအကောင်းပြောတဲ့အပြောကလည်းအကောင်းတွေးတဲ့အတွေးကလည်းအကောင်းနောက်ကံသုံးပါးကိုအစဉ်အတန်းမြင့်မားအောင်သူတိဆောက်နိုင်တယ်ပေါ့နောက်ကိုယ့်ရဲ့ဘဝတကယ်တမ်းကဘဝဆိုတာဒီကံသုံးပါးကိုလှုပ်ရင်းနဲ့အချိန်ကုန်နေကြတာပဲလေဟုတ်လားကာယကံမှုဝစီကံမှုမနောကံမှုအနည်းဆုံးမနောကံမှုကတော့ဒကာတော်တို့ဦးဇင်းတို့အချိန်နဲ့အမျှဖြစ်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အဲ့ဒီကံသုံးပါးကိုကြည့်လိုက်တော့သူ့ရဲ့ကံသုံးပါးကအစဉ်အတန်းမြင့်မားတယ်ပေါ့ပြည့်ကင်းတာတွေကိုလုံနိုင်ပြောနိုင်တွေးနိုင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာခန္ဓာကိုယ်ပစ္စည်းလို့သိဆုံးတာရဲ့အခြားမဲ့မှာအင်မတန်အစဉ်တန်းရှိတဲ့အေးချမ်းတဲ့မြင့်မြတ်တဲ့ဘဝကောင်းတွေကိုရမ်းသွားတယ်ပေါ့အဲ့ဒါဟာဇောတိပရာယနာအလင်းကလာပြီးတော့အလင်းကိုသွားတာဟုတ်လား
လာရလဲကောင်းတယ်လာရလဲကောင်းတယ်နော်ဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်လေပလင်တစ်ခုကနေပလင်တစ်ခုကိုပြောင်းသွားသလိုမျိုးနော်မြင်းကြောကုန်းကနေမြင်းကြောကုန်းကိုပြောင်းသလိုမျိုးဆင်ကြောကုန်းကနေဆင်ကြောကုန်းကိုပြောင်းသလိုမျိုးပြတ်သက်တစ်ခုကနေပြတ်သက်တစ်ခုကိုပြောင်းသွားသလိုမျိုးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့အဲ့ဒီကောသလမင်းကြီးကိုမြတ်စွာဘုရားဟောထားတဲ့အဲ့ဒီပုဂ္ဂလသုတ်တံကိုတည်တည်ချာချာစီစစ်ဝေဖန်ကြည့်မယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အမြင်ကိုကျေပြန့်အောင်ကြိုးစားရလဲရောက်တယ်ပေါ့ဘဝနဲ့ပတ်သက်ပြီးတော့မြင်ရတဲ့နေရာမှာဒီဘဝတဘဝတည်းကိုမြင်ယုံမျှနဲ့ကြည့်ယုံတယ်လို့ဘယ်လိုမှပြောလို့မရအောင်ဟုတ်လားဘာလို့ဆိုတော့ဒီဘဝကပြီးသွားရင်တည်ဆုံးသွားရင်ပြီးသွားမှာမဟုတ်ဘဲကိုဘဝရဲ့အပေါ်မှာတရားဓမ္မတို့ဦးဇင်းတို့တွေကလိုချင်တယ်ဖြစ်ချင်တယ်ရချင်တယ်ဆွဲလန်းတယ်မမောတယ်ဆိုတဲ့ဘဝတဏှာဆိုတာကြီးကရှိနေတယ်ဟုတ်လားအဲ့ဒီဘဝတဏှာဆိုတာကြီးရှိနေသေးတယ်များဘဝကတော့ဆက်ပြီးတော့ဖြစ်ရမှာပဲဖြစ်မယ်လို့ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဟုတ်လားဖြစ်မယ်လို့နားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေဘဝရဲ့ပုံမှာဆွဲလန်းမဲ့မောတဲ့ဘဝတဏှာရှိနေသေးတယ်များဘဝကတော့ဆက်ပြီးတော့ဖြစ်ကြမှာဘာလို့ဘဝတဏှာဆိုတာကြီးကရှိနေတာတော့လို့မေးရင်ဘဝရဲ့ပုံမှာအမှန်ကန်သိတဲ့ဉာဏ်ပညာမရှိသေးဘူးဟုတ်လားစောစောကပြောခဲ့တဲ့အဝိဇ္ဇာနိဝရဏနာမသိမှုအဝိဇ္ဇာရဲ့ဖုံးလွှမ်းမှုကိုတရားဓမ္မတို့ဦးဇင်းတို့တွေကခံကြရတယ်ဘာကိုမသိတာတော့လို့မေးရင်ဘဝဟာဆင်းရဲတယ်ဆိုတဲ့ဒုက္ခသစ္စာကိုမသိတာဟုတ်လားဘဝဟာဆင်းရဲတယ်လို့မသိရင်လည်းပဲဘဝရဲ့ပုံမှာမမောတဲ့စိတ်ဆိုတာကတော့ဖြစ်မှာပဲဘဝရဲ့ပုံမှာမမောတဲ့စိတ်ရှိနေသေးသမျှလည်းပဲဘဝတွေကတော့ဆက်ပြီးတော့ဖြစ်ကြပါအဲ့တော့ဆက်ပြီးတော့ဖြစ်ကြရမယ်တရားဓမ္မတို့ဦးဇင်းတို့တွေတနည်းအားဖြင့်ဆက်ပြီးတော့ဒီခရီးကိုရှောက်ကြအောင်မဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်နော်ဒီခရီးကိုမလုပ်မယ်ဆက်ပြီးတော့ရှောက်အောင်မှရှောက်အောင်မှအောင်ဆိုအာလျာမပြတ်သေးဘူးဒီခရီးကိုသွားကျင်နေတုန်းရှိသေးတယ်ဟုတ်လားအဲ့တော့ဆက်ရှောက်အောင်မဲ့ပုဂ္ဂိုလ်တွေအတွက်ငါဘယ်ကလာတယ်မလာဘူးဆိုတာတည်းငါဘယ်ကိုရောက်သွားမှလဲဆိုတာကိုပို့ပြီးတော့အလေးထားပြီးတော့စဉ်းစားသိခြင်းတယ်ပေါ့ကိုဘဝဟာအမှောင်ကပဲလာသည်ပဲဖြစ်ဖြစ်အလင်းကပဲလာတာပဲဖြစ်ဖြစ်ဘယ်ကလာအဲ့ဒါကသိပြီးတော့အရေးမပါတော့ဘူးလို့ဆိုနိုင်ပါလေဟုတ်လားအေးဘယ်ကိုသွားမှလဲဆိုတာကအရင်ကြီးအရေးပါတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အလင်းကိုပဲသွားမှလားသို့မဟုတ်အမှောင်ကိုပဲသွားမှလားဟုတ်လားလာခဲ့တဲ့အနေအထားကြီးကတော့ပြင်လို့မရတော့ဘူးလေဟုတ်တယ်မဟုတ်လားပြင်လို့မရတော့ဘူးအဲ့တော့ကိုယ့်ရဲ့လက်ထဲမှာရှိနေတဲ့အကြောင်းတရားပေါ့နော်အနာဂတ်အတွက်အကျိုးတရားတစ်ခုကိုဖြစ်ပေါ်စေမဲ့ဒီအကြောင်းတရားကတော့တရားဓမ္မတို့ဦးဇင်းရဲ့လက်ထဲမှာမရှိဘူးလားရှိရဲ့နော်ဒါကြောင့်ကိုယ့်ရဲ့ကံသုံးပါးကိုတန်ရှင်းအောင်ဖြူရှင်းအောင်အပြစ်ကင်းအောင်ကြိုးစားပြီးတော့ထိမ့်သိမ်းရင်းဖြင့်နော်အမှောင်ကပဲလာအလင်းကိုသွားနိုင်အောင်အလင်းကပဲလာအလင်းကိုသွားနိုင်အောင်ဘယ်ကပဲလာအလင်းကိုသွားနိုင်အောင်ကြိုးစားနိုင်ဖို့မလိုဘူးလားနော်ကိုယ်ခရီးလမ်းကြောင်းလေးဟာအလင်းစီကိုဥတည်နေတဲ့ခရီးလမ်းကြောင်းလေးကိုရှောင်မိဖို့လိုတာပေါ့ဟုတ်လားအမောင်စီကိုဥတည်နေတဲ့ခရီးလမ်းကြောင်းကိုမရှောင်မိဖို့လိုတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဘယ်ကလာတယ်ဆိုတာတည်းဘယ်ကိုသွားမှလဲဆိုတာကပို့ပြီးတော့အရေးမကြီးဘူးလားအရေးကြီးတယ်အဲ့ဒီဘယ်ကိုသွားမှလဲဆိုတာကလည်းပဲကိုလှုပ်ထားတဲ့လှုပ်ရက်ပေါ်မှာအဓိကမူတည်ပြီးတော့အဖြေကထွက်လာမှာပေါ့ဟုတ်လားအဲ့တော့ကောင်းသောကာယကံမှုကောင်းသောဝစီကံမှုကောင်းသောမနောကံမှုအနှစ်ချုပ်ပြောရင်တော့ဒီကံသုံးပါးပါပဲအဲ့ဒီကံသုံးပါးကိုတတ်နိုင်ကြတန့်ရှင်းအောင်ဆင်ခြင်အောင်ကြိုးစားပြီးတော့တည်ဆောက်ကြရမယ်ထိမ့်သိမ်းကြရမယ်အထူးသဖြင့်သူများတဲ့ချင်းသူတစ်ပါးဥစ္စာမတရားယူခြင်းကာမဂုဏ်ကိစ္စဖောက်ပြန်မှားယွင်းခြင်းဆိုတဲ့ဒီသုံးပါးကိုရှောင်နိုင်ရင်ဒါကာယကံတန့်ရှင်းစင်ကြယ်တယ်လို့ဆိုရတယ်ဟုတ်တယ်မဟုတ်လားအေးလိန်ညာတဲ့စကားကိုမပြောဘူးနော်ဂုဏ်စကားကိုမပြောဘူးကြမ်းတမ်းတဲ့စကားကိုမပြောဘူးအနှစ်သာရမရှိတဲ့စကားတွေကိုမပြောဆိုဘူးဆိုလို့ရှိရင်ဒါတရားဓမ္မတို့ဥယျာဉ်တို့ဝစီကံအပြစ်ကင်းတဲ့တန်ရှင်းတယ်လို့ဆိုရတယ်ပေါ့ဟုတ်လားသူတို့ဘာပစ္စည်းကိုမတရားယူလို့တဲ့ရလို့တဲ့စိတ်တွေမရှိဘူးသူတို့ဘာကိုဆင်းရဲသွားစေလို့တဲ့စိတ်တွေမရှိဘူးမှားယွင်းတဲ့အယူအဆတွေမရှိဘူးအဲ့ဒါလိုအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိဒီတရားသုံးမျိုးကင်းရင်လည်းပဲဓမ္မတော်ကတန်ရှင်းတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဋကပေါင်းသူတို့ကောင်းတို့ကိုယ့်ရဲ့ကာယကံမှာနော်မပုတ်ရွှေရလေအောင်နော်အပြစ်တွေမဖြစ်ရလေအောင်ကာယကံကိုတန်ရှင်းအောင်ကြိုးစားရမယ်ကိုယ့်ရဲ့နှုတ်ဝစီကံအပြောတရားကိုလည်းပဲတန်ရှင်းအောင်ကြိုးစားရမယ်ကိုယ့်ရဲ့မနောကံကိုလည်းပဲတန်ရှင်းအောင်ကြိုးစားရမယ်အဲ့ဒီလိုကြိုးစားနေခြင်းသည်အလင်းကိုသွားဖို့အတွက်ကိုလမ်းကြောင်းလေးကိုတစ်မတ်ကိုဘာလို့နေတော့ရှောက်နေတယ်ပေါ့ဟုတ်လားအကယ်၍သာကာယကံဝစီကံမနောကံကံသုံးပါးဟာ
ပေါက်ပြန်နေတယ်မှားယွင်းနေတယ်နော်အပြစ်မကင်းဖြစ်နေတယ်မတတ်မရှင်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လမ်းကြောင်းကအမှောင်စီကိုဥတည်နေတယ်ပေါ့တန်တရားခရီးသွားလမ်းမမားဖို့လိုသည်ဆိုတာအမှောင်ကိုမသွားမိဖို့လိုတယ်လို့ဒါကိုပြောတာပါဟုတ်လားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားကကောသလမင်းကြီးကိုတော့ဒါဒီပုဂ္ဂလတုတ်တန်ထဲမှာလောကကြီးမှာပုဂ္ဂိုလ်တ attva တွေတူရဆုလိုက်ရင်ဒီလေးမျိုးရှိတယ်ဆိုပြီးတော့ဟောထားတာလေးဒါပိဿပေါင်းသူတော်ကောင်းတို့အလုံးလည်းပဲကြားပူပြီးသားဖြစ်မယ်လို့တော့ဦးဇင်းကထင်ပါတယ်ဟုတ်လားအမှောင်ကလမ်းပြီးတော့အမှောင်ကိုသွားတယ်အမှောင်ကလမ်းပြီးတော့အလင်းကိုသွားတယ်အလင်းကလမ်းပြီးတော့အမှောင်ကိုသွားတယ်အလင်းကလမ်းပြီးတော့အလင်းကိုသွားတယ်နော်ငါဘယ်ကလာတယ်ဆိုတာထက်ငါဘယ်ကိုသွားမှလဲဆိုတာလေးကိုအလေးထားပြီးတော့စဉ်းစားကြဖို့တိတုတ်တန်လေးကိုဦးဇင်းတို့ထပ်ပြီးတော့ပြောတာနော်အဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ပြောနေတာကကိုယ့်ရဲ့ဒီဘဝခရီးလမ်းကြောင်းကိုရှောက်မဲ့လမ်းကြောင်းလေးကိုပို့ပြီးတော့အရှင်းမြင့်တဲ့လမ်းကလေးဖြစ်ဖို့နော်အဲ့ဒါကိုဦးဇင်းတို့မူလပါဏာတပါဠိတော်မှာမဟာတိဟနာရသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံတစ်ပုဒ်ရှိတယ်မဟာဆိုတာကတော့ကြီးကျယ်သောပေါ့ဗျာဟုတ်လားတိဟနာဒဆိုတာကတော့ချင်းသိဟောက်တံပေါ့နော်မကြောက်မရွံ့ရဲရဲဝံ့ဝံ့မှန်ကန်တဲ့စကားကိုမြတ်စွာဘုရားပြောကြားထားတယ်အဲ့ဒီသုတ်တံမှာဒါကြောင့်သံဃာနာတိမထေရမြတ်ကြီးတွေကမဟာတိဟနာရသုတ်တံလို့အဲ့လိုသုတ်တံရဲ့နာမည်ကိုခန္ဓာနာနာပေးထားတာအခုလို့အဲ့ဒီသုတ်တံဖြစ်ပေါ်လာတော့ဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားဝေသာလီပြည်နားမှာရှိတဲ့တောအုပ်တစ်ခုကိုအမိပြုတ်ပြီးတော့တရင်သုံးတော်မူတော့ကအဲ့ဒီလိတ်စီဝေမင်းသားသူနခတ္တဆိုတာရှိတယ်ဗျသူကမြတ်စွာဘုရားဒီမှာယဟန်ပြုတ်ပြီးတော့နောက်တော့သူ့အကြောင်းကပြောရင်အလွန်ရှည်လျက်ပါတယ်တူတူပြောရရင်တော့သာသနာပေါ်မှာမပျော်တဲ့အတွက်ကြောင့်သူလူပြန်ထွက်သွားတယ်အဲ့ဒါလိုလူထွက်ပြီးတဲ့နောက်မှာမြတ်စွာဘုရားကိုသူကမကျေနပ်ဘူးမကျေနပ်ခြင်းရဲ့အကြောင်းတရားတွေကလည်းအများကြီးရှိတယ်အဲ့ဒီမှာသူကမကျေနပ်တဲ့အခါကျတော့ဒီလိတ်ဆွေမင်းပွဲရသက်တွေစုံပြီဆိုတော့သူဘာပြောတော့ဆိုတော့ယဟန်ဂေါတမဟာတဲ့သူ့ရဲ့ဉာဏ်နဲ့ထိုးထွင်းပြီးတော့သိထားတာဘာမှမရှိဘူးတဲ့သူဟာအတွေးတွေနဲ့မှန်းပြီးတော့ရမ်းပြီးတော့တရားစကားတွေကိုပြောနေတာဒါပေမဲ့လို့သူပြောတဲ့အတိုင်းကျင့်ရင်တော့ကျင့်တဲ့ပုဂ္ဂိုလ်ဟာတန်တရားဝရှင်ရဲ့ကလွတ်တာတော့အမှန်ပဲလို့ဟောသူကအဲ့လိုပြောတာသူပြောတဲ့စကားကြီးကတစ်မျိုးကြီးပဲဟုတ်လားယဟန်ဂေါတမဟာပါတယ်တော့သူဉာဏ်နဲ့ထိုးထွင်းပြီးတော့မှန်မှန်ကန်ကန်သိထားတာဘာမှမရှိဘူးတဲ့လူတို့တဲ့လွန်မြတ်တဲ့တရားတို့တရားမြတ်ကိုရတယ်သိတယ်ဆိုတာဘာမှမရှိဘူးသူပြောတာတွေကအတွေးတွေနဲ့မှန်းပြီးတော့ရမ်းပြီးတော့ထင်တာတွေကိုသူပြောတာတဲ့သူစိတ်ထဲမှာထင်တာကိုပြောတာသိလို့ပြောတာမဟုတ်ဒါပေမဲ့လို့တဲ့သူပြောတဲ့အတိုင်းကျင့်ရင်တော့ကျင့်ကြံကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်တွေဟာတန်တရားဝိဒုက္ခကလွန်ငြိမ်းချမ်းသာကိုရမ်းပေတဲ့ဟောအဲ့လိုပြောတဲ့စကားကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဆုံးခံကြွရင်းနဲ့တယောက်စကားတယောက်နာပြောတာကိုကြားခဲ့ရတာအဲ့ဒါကြားတဲ့အခါကျတော့မြတ်စွာဘုရားထံတော်ဘာရောက်တော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုပြန်ပြီးတော့အဲ့ဒီအကြောင်းအရာကိုလျှောက်တယ်မြတ်စွာဘုရားတဲ့သူနခတ်ယဟန်ကလူထွက်သွားတယ်အဲ့ဒီသူနခတ်မင်းသားကမြတ်စွာဘုရားကိုဒီလိုဒီကြောင်းပြောတယ်တော့ယဟန်ဂေါတမဟာသူ့ရဲ့ဉာဏ်နဲ့ထိုးထွင်းပြီးတော့သိတာမြင်တာဘာမှမရှိဘူးသူပြောနေတာတွေဟာတော်ရန်မှန်ပြီးတော့ထင်ရမြင်ရတွေကိုပြောတာဒါပေမဲ့သူပြောတာအတိုင်းကျင့်မယ်ဆိုရင်တော့အဲ့ဒီကျင့်တဲ့ကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်ဟာတန်တရားဝဆဲကလွတ်လိမ့်မယ်လို့အဲ့ဒီစကားပြောတယ်ဗျာအဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုတရားနာခံထားပြီးတော့ပေသက်ကိုဟောတယ်ပေါ့နော်ယဟန်တို့တဲ့အဲ့ဒီသူ့လက်ခါအဲ့ဒီသူ့ရဲ့စကားကိုမစွန့်မင်းနဲ့သာသိမယ်ဆိုရင်တော့တစုံတစ်ခုကိုဆောင်းယူပြီးတော့ချထားလိုက်တယ်လို့တေချာပေါက်ငရဲကိုရောက်မယ်တဲ့သူအဲ့ဒီစကားကိုနော်မဖြက်စည်းဘဲနဲ့အဲ့ဒီစကားကိုမစွန့်လွတ်ဖဲနဲ့ဆက်ပြီးတော့ဒီတိုင်းယူဆဒီတိုင်းပြောဆိုပြီးတော့သာနေသွားမယ်ဆိုရင်တော့သူ့တေချာပေါက်ငရဲရောက်လိမ့်မယ်တဲ့ဟုတ်လားအဲ့ဒီသူနဲ့ခါငါဖျားရဲ့အပေါ်မှာဒေါသဖြစ်တဲ့အတွက်ကြောင့်စိတ်တူတဲ့အတွက်ကြောင့်ဒေါသလွှမ်းမိုးပြီးတော့ပြောမိပြောတာတို့ပြောနေတာသူကငါရဲ့အကျိုးစီးပွားမဲ့ကိုငါ့ကိုရှုံချပြီးတော့ပြောဆိုလို့တော့လည်းပဲချီးမွမ်းပြီးတော့ပြောရနေပြီးသားဖြစ်နေတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ယဟန်ဂေါတမပြောတဲ့အတိုင်းကျင့်လို့ရှိရင်အဲ့ဒီကျင့်တဲ့ပုဂ္ဂိုလ်ဟာတန်တရားဝဆင်းရဲကလွတ်လိမ့်မယ်ဆိုတဲ့စကား तू ပါနေတယ်ဟုတ်လားဒါသူစကားကရှင်းတော့ကမညီဘူးဟုတ်လားမြတ်စွာဘုရားကိုတော့ तू ကဘာလို့လို့တော့ရှုံချလို့တယ်ဟုတ်လားစိတ်တူတော့ပြောတာပေါ့ဒါပေမဲ့လို့မြတ်စွာဘုရားဟောတဲ့အတိုင်းကျင့်ကြံကြိုးကိုအထုတ်မယ်ဆိုရင်တော့ဒုက္ခတကယ်ငြိမ်းမယ်ဆိုတာလေး तू မပါဘူးလားမှားတယ်အဲ့ဒီစကားလေးပါတယ်
သူကငါ့ကိုအကျိုးမဲ့ကိုပြောလိုပေမဲ့လို့အကျိုးရှိကိုပြောပြီးသားဖြစ်သွားတယ်တဲ့အဲ့ဒီတစ်ချက်ကတော့အဲ့ဒီမှာပဲမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုနော်ဥတည်ပြီးတော့ဆက်ပြီးတော့မြတ်စွာဘုရားရဲ့ကိုတော်မြတ်ရဲ့အစွမ်းတတ္တိတွေကိုကျုံဝါပြီးတော့ပြောဆိုတယ်လို့ဆိုကြပါစို့မြတ်စွာဘုရားကငါမှာဂုဏ်တော်၉ပါးရှိတယ်အရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာစရဏသမ္မာနာတုကတလောကဝိတုအနုတ္တပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿာနာနော်ဗုဒ္ဓဘဂဝါဆိုပြီးတော့ဂုဏ်တော်၉ပါးရှိတယ်အဲ့ဒီဂုဏ်တော်၉ပါးငါမှရှိနေတာကိုဒီသူနခဟာသူ့ရဲ့ဉာဏ်ထဲကမတိမြဲမတိလေရောသလားဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကကိုတော်မြတ်ရဲ့အစွမ်းတတ္တိကိုတော်မြတ်သိတော်မူမြင်တော်မူတဲ့အကြောင်းတွေကိုအများကြီးမြတ်စွာဘုရားဟောတယ်ဟုတ်လား